အားလုံးမင်္ဂလာပါမနေ့ကကြတော့ကျွန်တော်တို့ KIA lobby တွေရဲ့အကြောင်းပြောသွားတာပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ KIA ဒုံတော်ခန် KIA ဒုံတော်ခန်ဆိုတာတဲ့တူတူ KIA က impact ဖြစ်စီခံခဲ့ရတဲ့တိုင်းဒါ PDF KPF KPDF ဗမာတိုင်းဒါ PDF လေးတွေရဲ့အကြောင်းသူတို့ပါဆက်လုပ်တဲ့ဘယ်လိုရက်တည်တစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့လေ့လာသုံးသပ်ကြည့်အောင်နော်ဒီချိန်မှာကျွန်တော်ပြောချင်တယ်တိုင်းဒါ PDF လေးတွေကိုအင်ကိုပြန်လာပါမင်းအမေစီပြန်လာပါမင်းရဲ့အဖေစီပြန်လာပါမင်းရဲ့အမေစီပြန်လာပါမိခင်အတင်းတော်စီပြန်လာပါမိခင်ဖွဲ့အစည်းစီပြန်လာပါမင်းတေတာစီပြန်လာပါမင်းတေတာကိုပြန်လာပါမင်းရွာကိုပြန်လာပါမင်းမြို့နယ်ကိုပြန်လာပါမင်းရဲ့မြို့နယ်ကိုပြန်လာပါမင်းရဲ့ဆွေမျိုးတွေစီကိုပြန်လာပါကျွန်တော်တိုက်တွန်းချင်တယ်ဘာဖြစ်လို့လဲအခုငါတို့ကမင်းတို့ငါတို့ကပြောနေကြတယ်ဒီလိုလူထုကိုလည်းပြောနေကြတယ်အမြဲတမ်းကျွန်တော်တို့ကစနစ်ဆိုးတစ်ခုကိုတိုက်လို့ကျွန်တော်တို့ဒီလိုလှုပ်ဆောင်နေရပါတယ်ကျွန်တော်တို့ဒီဒေါ်လာညင်းမှာလူမျိုးတစုကိုတိုက်ခိုက်တာမဟုတ်ဘူးစနစ်ဆိုးကိုပဲတိုက်ခိုက်နေကြတယ်လို့ဒါကျွန်တော်တို့ပြောနေကြတာအဲ့ဒီစနစ်ဆိုးကိုဖန်တီးလာတဲ့စနစ်ဆိုးဒေါ်လာညင်းဆိုတဲ့ကောင်းစဉ်ကိုဖန်တီးလာတဲ့လူတွေဟာမိမိကိုယ်ကိုမဟုတ်ပါဘူးမင်းတို့ရဲ့အဖွဲ့အစည်းတွေရဲ့ကောင်းဆောင်တွေမဟုတ်ပါဘူးမင်းလည်းမဟုတ်ပါဘူးအဲ့မှာမားနေတာဒီဒေါ်လာညင်းကောင်းစဉ်ကိုဖန်တီးလာတာ NUG နဲ့ KIA ကဖန်တီးလာတာကဲနေတုံးနေဖန်တီးလာတဲ့သူတို့ရဲ့ဖန်တီးလာတဲ့အပေါ်သွားပုံသွားနီးစဉ်းစားကြည့်တဲ့အခါမှာအကုန်လုံးလွဲချော်တွေတော်တော်များနေတာမင်းတို့မျက်မြန်တိုင်းပဲမင်းတို့ရဲ့အိမ်မက်တွေဖြည့်ဆည်းခဲ့တာအခုသူတို့အတွက်ဖန်တီးခဲ့တဲ့ဒေါ်လာညင်းဖြစ်နေတာ NUG အတွက်တော့နိုင်ငံခြားရေးသွားဖို့ဒေါ်လာညင်းဆိုတဲ့ပုံစံမျိုးဖြစ်လာတာနိုင်ငံခြားရေးသွားရရေးဒေါ်လာညင်းပေါ့ KIA အတွက်တော့သူတို့အာဏာရရှိရဲ့ဒီမြေရဲ့သူတို့အာဏာကိုကာကွယ်ပေးရဲ့သူ့ရဲ့တုံးတော်ခံရဲ့တစားခံလို့ခိုင်းရဲ့ဟုတ်လားအဲ့လိုမျိုးဖြစ်နေတာဒေါ်လာညင်းတော့မဟုတ်ပဲနဲ့ KIA ကဒေါ်လာညင်းမှန်ရင်လွတ်မြောက်တာချားပြီဒီပေါင်း90 80ရှိပြီဒေါ်လာညင်းမဟုတ်လို့စိတ်မှန်တော့ဒေါ်လာညင်းမဟုတ်လို့အဲ့တော့ဒီချိန်မှာခက်တိုင်းဒါ PDF KPF လေးမိမိအင်ကိုပြန်လာပါလို့ပြောချင်တာမင်းတို့ကဒေါ်လာညင်းတစ်ခုလုပ်တယ်ဆိုတာ own creation လို့ခေါ်ရမယ်ကိုပိုင်ကြံစမှုကိုပိုင် revolution ကိုတွားရတယ်ဘသူမှမိဖန်တီးပေးထားတဲ့ဒေါ်လာညင်းမဟုတ်ပဲနဲ့လူတူဦးတယောက်ကဖန်တီးပေးထားတဲ့ဒေါ်လာညင်းမဟုတ်ပဲနဲ့မိမိကိုမိဖန်တီးပြီးတော့ရယူတဲ့ဥပမာတချင်းရေးဆရာတယောက်ကတချင်းလဲဆိုတယ်တချင်းလဲရေးတယ်ဥပမာထိုးအင်တင်တို့ပုံစံမျိုးသူကပညာရှင်ဆန်သွားတယ်ဘူပြီးတော့ပေါက်တယ်ဘူပြီးတော့ break တက်တွေကြိုက်တယ်ဘူပြီးတော့ချစ်တယ်တိုက်တူပြည်သားတွေဘူပြီးတော့ချစ်တယ်အဲ့ပုံစံမျိုးစူပဲစူအခုကငါတို့ကစူပဲစူနေရတာမစူတော့ကောင်းတယ်တော်တယ်ဒါပေမဲ့အဲ့ဒီတချင်းရဲ့မူပိုင်မဟုတ်ပါဘူးသူနီးတို့ဆိုပဲအဲ့ဒီဒေါ်လာညစ်ရဲ့မူပိုင်ဟာညာညများလားတရားလားယူသားလားဆိုတာကျွန်တော်တို့ကနတိနေရပြီအဲ့ဒီဒေါ်လာညစ်ရဲ့မူပိုင်ဟာ KIA နဲ့ NUG ဟာမင်းတို့ဒီလိုက်တိုင်းပဲတိုင်းရင်းသားတရား35မျိုးကိုကျင်းထည့်ခဲ့တာအခုရုပ်လုံးအလုံးလိုက်ပေါ်လာတယ်အလုံးလိုက်ပေါ်လာပြီးတော့တဖြည်းနဲ့တဖြည်းဆိုးလာတယ်တဖြည်းနဲ့တဖြည်းဆိုးလာတယ်အခုကဘာမှရှုပ်ဖုံးကွယ်လို့မရဘူးဘာမှရှုပ်ဝဲသူတို့ဖက်ကရက်ဒီပေးလို့လည်းမရတော့ဘူးဒီချိန်မှာအခုကစဆုံးတိအဲ့ဒီဖက်ကတစ်ဖက်ပိတ်ရက်ဒီနေမယ်ဆိုရင်မင်းရဲ့တိုင်းရင်းသားတွေအတွက်မင်းတဲ့အတွက်သစ္စာဖောက်လောက်ကောင်ဖြစ်သွားမယ်မင်းလူမျိုးတွေရဲ့အတွက်မင်းလူမျိုးတွေမှာမင်းကသစ္စာဖောက်ဖြစ်သွားမယ်ပြောချင်တာကရှင်းတယ်ကွာကြားတယ်ကွာနော်ဆိုတော့မင်းတို့ကတိုက်နေကြတာ
ကိုဒေတာကိုပြန်တိုက်တဲ့နေရာမှာမင်းတို့ရပိုင်ခွင့်လည်းမရှိဘဲနဲ့သူများခိုးစားရဲ့အတွက်မင်းတို့နာမည်ပြက်ခံနေရတာအာနာရှင်တစုခိုးစားရဲ့နေရာမှာနာမည်ပြက်ခံနေရတာမျက်နာတောင်ဘူလာပြီကျွန်တော်တို့ကရှက်လာပြီလေဒီချိန်မှာမင်းတို့ရှက်နေတယ်မင်းတို့ရှက်နေတယ်ညကြရင်အိတ်လုံးမရတော့တွေကျိတ်နေတယ်ဖွဲ့လမ်းမရှိလို့ပြန်လမ်းမရှိလို့ခံရတဲ့လူတွေရှိတယ်ကျွန်တော်နားလေပဲတယ်ဒါပေမဲ့မင်းတို့စစ်ကတုံးချတခုတော့တခုဆိုပြီးအဖြူလားအမဲလားတဲကွဲမင်းတို့ကတိရှိပြီးသားအတွက်ဖြစ်တဲ့မင်းတို့ကလန်ဒလန်ကိုယူရမယ်ဂျေရိုလန်လားဂျင်ဒေါ်လန်လားခမရတိုက်တော့တိုက်နေတယ်အင်ပန်လာတို့ကကျွန်တော်တို့အခုတခါပြောထားတဲ့အတိုင်းရွှေမော်ရီကိုတိုက်တာခိုးတာတိုက်စားတာမျောတိုက်တာအဲ့လိုမျိုးကြီးမာရီကိုဘူတာဆက်တွေနဲ့အတကုံတိုက်ပြီးတော့လောဘတိုက်နေတာလောဘနဲ့သူများနေမြေရွှေမော်ရီကိုတိုက်နေတာအဲ့ဒါတူရဲ့ဒေါ်လာရဲ့တိုက်စားရဲ့အဲ့ဒီချင်းတနေ့တစ်ချိန်မှာမင်းကဆက်ပြီးအဲ့လိုမစ်စီပြီးနေမယ်ဆိုရင်မင်းကတီရဲ့နဲ့ဒီချိန်မှာတီသွားတဲ့အချိန်မှာလက်လာဖို့ရေးကြည့်တယ်လမ်းမရောက်တော့ရင်လမ်းမှန်ကိုအမြန်တဲ့လာဖို့ရေးကြည့်တယ်ဒီချိန်မှာမင်းကိုကြိုးဆိုနေတယ်မင်းကအဲ့လိုအချိန်နှောင်းတော့ရင်မင်းကတမိုက်တရေခံဖြစ်သွားမယ်တူရဲ့နေပေါင်း60 90လှုပ်ရှားခဲ့တဲ့တမိုက်တရေခံလေမင်းစီရောက်လာလိမ့်မယ်ပြီးတူလူထုနဲ့မင်းနဲ့ပုတ်တိုက်မှုဖြစ်လာလိမ့်မယ်ဒီချိန်မင်းမချောင်တော့ဘူးမင်းအတက်ကူတာပါသွားမယ်ဒီကောင်တွေကဆောက်ရလေတဲ့ကောင်တွေကမော်တို့အင်ပလာတို့ဆိုတာလွတ်မြောက်သွားမယ်ထွေးပြဲသွားမယ်အားရီနဲ့ဟတ်စကီရီနဲ့မကြဘူးဒီယိုတို့ဘာတို့တို့ယင်းနှမြုပ်လန်ထားတဲ့နေရာတွေတို့သားသမီးတွေကိုနေရာချထားပေးတဲ့နေရာတွေကိုပြန်သွားမှာလစ်သွားမှာအဲ့ဒီချင်းကြံခဲ့မှာကမင်းတို့ PDF လေးတွေကြံခဲ့မှာကမင်းတို့နဲ့ပြည်သူလူထုနဲ့ပွတ်တိုက်မှုတွေဖြစ်လာလိမ့်မယ်ကချင်အရေးကိုပြောတာကချင်ပြည်နယ်မှာတနိုင်ငံလုံးလည်းအဲ့လိုပဲဖြစ်တာပဲဒါပေမဲ့တနိုင်ငံလုံးအရေးကျွန်တော်တို့မသွားဘူးလေကချင်ပြည်နယ်ရဲ့အာဏာရှင်ကဒီကောင်ဖြစ်နေတဲ့အတွက်ဟူကောင်မဟုတ်ဘူးဟူကောင်ကကချင်ပြည်နယ်ကိုအာဏာသိမ်းထားတာမဟုတ်ဘူးကချင်ပြည်နယ်မှာကမင်းကလည်းအနီလာအစင်းလာနေရတကနေဖာတီတွေများကြီးရှိတယ်လေနေရာကွက်ချဖာတီတွေအောင်ခဲ့တာရှိတာပဲကချင် people of party ဆိုတာတွေလည်းရှိခဲ့တာပဲ KIA အားလုံးလည်း NLD ဟုတ်တာမှမဟုတ်တာအဲ့ဒါကိုကျွန်တော်တို့ကတွားပြီးတော့သူတို့အောက်မှာတွားပြီးတော့အာနာတင်းတဲ့ကောင်တနိုင်ငံလို့မြောက်ဘွားရေးကြီးတယ်ဆိုရင်တော့ရေးကြီးတာတော့ရေးကြီးတယ်တွားပြီးတော့မင်းတို့ရဲ့အိမ်မက်တွေအရာအားလုံးတွေအခုရေစုံမျောသွားပြီဖြက်စီးခံရတယ်အဲ့ဒါကဘယ်ကအစဘာကြောင့်မို့ဖြစ်လာလဲဆိုတော့မင်းတို့ရဲ့ own creation ဆိုတဲ့ own revolution မရှိလို့ကိုပိုင်ဖန်တီးခွင့်လည်းမရှိဘူးမင်းတို့ပါတိတက်ကိုပိုင်တော်လန်ရဲ့တစ်ခုကိုဖန်တီးခွင့်လည်းမရှိဘူးမင်းတို့ပါမရှိခဲ့ဘူးလေသူတို့ဖန်တီးတို့များဖန်တီးထားတဲ့နေရာမှာတော့မင်းလမ်းမနေပြီပေါ့ချောနေပြီပေါ့တစ်ခုလုံးဥပမာအဲ့ဒီနေရာမှာကြောက်တော့ကျွန်တော်အေနဲ့တော့နိုင်ချင်တယ်အေကကိုတိုင်ဖန်တီးပေးထားတယ်ကိုတိုင်ကိုကြဖန်တီးတဲ့ဒေါ်လာကြီးဟုတ်တယ်သူတို့ရဲ့အာရခနိုင်ငံတော်လွတ်မြောက်ရေးဆိုတာသူတို့မှအကုန်ရှိတယ်ဥပဒေတွေနီးစနစ်တွေရှေ့ရဲ့ဘယ်လိုအုပ်ချုပ်မဲ့နီးစနစ်တွေဥပဒေကစတရားစီရင်ရဲ့အကုန်တို့မှရှိတယ်အဲ့လိုဆိုရင်လေတမျိုးလေတနေ့အချင်းတုံးက KIAC မှာ AA ကတပည့်ခံခဲ့တာမဟုတ်ဘူးလာဖွဲ့စည်းခဲ့တယ် KIA ဖြစ်ခေါ်ခဲ့တယ်16ယောက်ပဲရှိတယ်အမေဒီချိန်မှာတို့လုံနိုင်ခဲ့တယ်ဒါဆိုရင်တော့တမျိုးလေတို့အတွက်ရတော့ရန်ကောင်းဒါပေမဲ့ KIA or AA က16ယောက်နော်အဲ့ဒီချင်းတို့ကမင်းတို့ကရောက်100 200ရှိနေတယ်အစကတည်းက100 200 300 400အဲ့လိုဝန်တိုက်ကြပြီးတော့အထောင်ကနန်းလာတာAA ထက်လုတ်ပိုက်ခွင့်အများကြီးရှိရမှာပေါ့လုံနိုင်ရမှာပေါ့ power ကိုတုံးပြီးတော့ဒါပေမဲ့မင်းတို့ KIA ကိုမလွန်ဆန်နိုင်ခဲ့ဘူး KIA အောက်မှာကျင်းတော်လာရင်မှတေခံခိုက်လိုက်အာနာတင်းခဲ့တဲ့နေရာမှာတေခံခိုက်လိုက်ကျင်းတော်လာရင်မှကျင်းတိုက်ပွဲတွေမှာအခု3000ခံနေရတာမတန်းဘူးလေမင်းတို့ရဲ့အိမ်မက်တွေအကုန်ဖြက်စီးခဲ့တာသူနောက်ပြီးကချင်ပြည်သူတွေရဲ့အိမ်မက်ကိုဖြက်စီးခဲ့တာလေသူတောင်းရမှာကဒီကချင်ပြည်သူတွေလည်းတောင်းရမှာကသူ့စီမတောင်းရမှာအိမ်ဘန်လာစီမပြည်သူအာဏာပြည်သူကိုပြန်ရဲ
ပြည်သူအာဏာပြည်သူကိုပြန်ပေးရလို့အော်ရမှာကချင်နိုင်ငံကချင်ပြည်နယ်အတွက်တော့အဲ့ကောင်အိမ်ပန်လာစီကအော်ရမှာကဲပြောတာခင်ဗျာတော်လန်ရဲ့တခုမှာ revolution တော်လန်ရဲ့တခုမှာအလုံးစုံလွတ်မြောက်ရဲဆိုပြီးတော့တွားနေတဲ့တခုမှာ Federal တွေဘာတွေနဲ့ဖွဲ့စည်းထားတဲ့တော်လန်ရဲ့ဘယ်မှာမှမရှိဘူးလေ Federal နဲ့ဥတီပြီးတော့တွားတဲ့တော်လန်ရဲ့ရှိလို့လားကဘာမှာမရှိဘူး freedom လုံးစုံလွတ်မြောက်ရဲ freedom တချင်တုံးက American မှာ American လေလို့ပဲလေအခုမှ state light ဖြစ်နေ state light ရံဖြစ်ခဲ့တာမှမဟုတ်တာ state light နဲ့စိတ်မွေးခဲ့တာမှမဟုတ်တာဒေါ်လာရဲ့လုတ်ခဲ့တာမှမဟုတ်တာအင်္ဂလန်စီကနေလွတ်မြောက်ဖို့လုပ်ခဲ့တာလေဒေါ်လာကြီးတခြားစီလေအဲ့လိုပါပဲခမရ Federal ဆိုပြီးတော့ဒေါ်လာကြီးကိုမင်းတို့ကဥဒီလာပြီဆိုတော့ဒါလုံးကိုမားနေတာရင်ကတဲ့ကမားနေတာကျွန်တော်တို့ပြောဖို့လေအရင်တို့ကကျွန်တော်တို့မိုက်ကယ်နော်တို့ဘာလို့ ਨੇ ဒီစကားတွေပဲပြောလာတာပဲဆိုတော့ဒီချိန်မှာအချင်းရှိပါသေးတယ်ပြန်လဲလာပါငါဖြစ်လို့လဲဆိုရင်တော့ပြန်လဲလာခိုင်းစေခြင်းနဲ့အကြောင်းရင်းတစ်နောက်တစ်ခုကတော့မင်းရဲ့ဒေတာမှာမင်းကကျူးစားကျူးမနဲ့တော့ဘူး KIA မှာ KIA နဲ့ဘူးပေါင်းပြီးတော့ကျူးစားရမနဲ့တော့ဘူးမင်းအင်ကိုမင်းဓမြတိုက်တာနဲ့တူသွားတယ်လေမင်းဒေတာကိုဒီကောင်လာခူးစားတာလေ KIA မှာရှိနေတဲ့ရဝမ်ဒါလေ KIA မှာရှိနေတဲ့လီဆူဒါလေ KIA နဲ့ကိုခံရှိနေတဲ့ဇိုင်ဝါလက်ချစ်လောရှာနီမင်းတို့လေးတွေကိုကျွန်တော်ပြောချင်တယ်အားပေးချင်တယ်အခုမင်းတို့ရှိနေတာအင်မဖြက်စီခံရပြီးတော့မင်းအင်ကိုမင်းဒေတာကိုမင်းလူမျိုးကိုဓမြတိုက်တာနဲ့တူနေတယ်လေဒီဒေါ်လာကြီးကဘာလို့ကြမှာလဲအဖြူမဲတခုတော့ယူရတော့မှာပေါ့မင်းမှန်ကန်တဲ့လမ်းကြောင်းကိုမြန်ဆုံးလေ့လာဖို့ပဲလူတယ်အဲ့ဒါကြောင့်မင်းအဲ့လိုဆိုရင်အမြန်ဆုံးလေ့လာမယ်ဆိုရင်မင်းကအမျိုးသားတစ္ဆာခံဖြစ်သွားမယ်မင်းကိုချီးကျူးမှာပါတပီလုံးတမျိုးသားလုံးကမင်းကိုမင်းလူမျိုးတွေကမင်းကိုချီးကျူးလာလိမ့်မယ်မြို့သားတစ္ဆာခံလာလို့ပါမြို့သားတစ္ဆာဖောက်အသက်ဆုံးထိမလုပ်ပါနဲ့ဒါလုံးဝဒေါ်လာညင်းမဟုတ်ဘူး KIA နဲ့ NUG ပေါ်ဆောင်တဲ့ဟာNUG လူဟိုကလူကြီးတွေတယောက်မှမရှိတာပြပထွက်ကုန်ပြီတယောက်ပြီးတယောက်ထွက်ဒေါ်လာညင်းကနဲ့ထွက်ခူးစားမဒီနိုင်ငံမှာရပြီးတော့ခူးစားမကလည်းအခုနှုတ်ထွက်ဟုတ်လား KIA ကလည်းတယောက်ပြီးတယောက်ထွက်အာနာရီဟိုအောင်တွေထွက်တော့မှာနောက်ပြီးဟောလာနဲ့ဘာနာနဲ့ဘာညာနဲ့ညှိတော့မှာအမြဲတမ်းညှိနေတာအိုက်ပီနေကြတာမင်းတို့ကမသိပါဘူးကွာနော်နောက်ွယ်ကအာနာရှင်တွေကဘယ်လောက်ချိဘာတွေကွက်တွေဆင်းနေတယ်ဆိုတော့မင်းတို့မသိပါဘူးဒီချိန်မှာအမြန်လေ့လာဖို့ရည်ကြည့်တယ်နောက်တစ်ခုကမင်းလေ့လာအင်ပြန်လာချောမောစေရမယ်မင်းအင်ပြန်လာရင်အင်ပြန်လက်ခီးကိုစောက်ကြုံနေတဲ့အဖွဲ့အစည်းတွေကလည်းမင်းလူမျိုးရဲ့အဖွဲ့အစည်းတွေလက်နက်ကအဖွဲ့အစည်းတွေကလည်းအင်မတန်မှတောက်နေပြီဒီချိန်မှာဘာလုပ်မလဲ KIA မှာမင်းဘာဖြစ်လို့အချိန်တော့ဖြုံးပါလေတော့ဖြုံးပါလေအချိန်တော့ဖြုံးပါလေအင်မတန်မှတောက်နေပြီအခုဝဲပတ်လေ white pin ဖို့လုပ်နေပြီပင်ရတော့မှာပဲကိုဒေတာကိုတလက်မတပယ်မကြော်လာတဲ့ကောင်တွေကချရတော့မှာလေမင်းကနလန်းပဲရှိတယ်တခုဘက်ကလုံးမလားကိုယူသားတဲ့ကိုဘီရိုဖက်ကကိုဘီရိုနဲ့ကိုတပ်ဖွဲ့ကိုလူမျိုးတပ်ဖွဲ့ကလုံးမလားဒီတခုပဲယူလိုက်ဖျားလေမင်းကိုချမ်းရွေးချယ်ပိုက်ခွင့်ဖျားလေဦးနောက်တွေပါတွေမင်းကိုပေးထားတာပဲအဲ့လိုပါပဲအချင်းတုံးကတထဲတယောက်ဟာငန်းစာမှာလေးပါတယ်လေသူ့သားကြီးဟာသူ့အဖေစီကလည်းအမွေတွေအကုန်ယူချင်းတယ်ပျော်ပါချင်းတယ်ထွက်သွားတယ်ငါစီဘောရဲသွားလို့မယ်ဆိုပြီးတော့ထွက်သွားတယ်သူ့အဖေအင်ကထွက်သွားတယ်ရှိသမျှအကုန်ဖဲလိုက်တယ်သူရတိတလို့ရသမျှအမွေတွေအကုန်ဖဲလိုက်တယ်သူ့အဖေကလည်းအမေဟိုမှာလုံးမဖြစ်ဘူးတဖြည်းနဲ့ပျော်ပါနဲ့နောက်ဆုံးတော့သူ့အဖေစီပဲပြန်ရောက်လာတာပဲသူနည်းသူစားပဲ KIA ကလည်းပျော်ပါတွေမြောက် KIA ကလည်းမင်းကိုပျော်ပါတွေအများကြီးလုပ်ပေးလိုက်မယ် KTV တွေဟုတ်လား KTV ဖွေတာတွေအစော်လေးတွေဟုတ်လားရက်တောက်တာတွေအများကြီးမင်းကိုဆွဲဆောင်လိုက်မယ်ပျော်နေမယ်သူနီ
သူတာကြီးလူပါပဲမင်းကအမွေတွေတခုချို့ပုံသွားမဲ့တချင်ကြိုင်စီရီနိခံရတဲ့တချင်ကြိုင်ဟူကတော့ဘုံပင်တော့ဟူကတော့တာကြီးကပြန်လဲလာတယ်နော်သူ့အဖေစီမှာဘွဲတွေပါတွေရှပေရှင်မင်္ဂလာဆောင်ပွဲတွေလုပ်ပေးထားတာနော်လုပ်ပေးလိုက်တာနော်ဆုံးသူအဲ့ဒီဘုံပင်ရဲ့အကြောင်းကမင်းကတကယ်တမ်းလေတကယ်ဘုံပင်မဟုတ်ဘူးလေလက်တွေ့ဆန်ဆန်လုပ်ရတဲ့ဘက်ကမင်းစီကအစီတွေအကုန်ညစ်ခံတဲ့အချိန်မှာနောက်ဆုံးမင်းကိုတုံးလုံးပဲကြောင်မကြရင်ပြန်လာရင်တော့မင်းကန်ကော မကန်ရင်လန့်စာပြောက်နေလေအဲ့မှာတုံးတော်ခံနေပြီလေမင်းအတက်စကေးခံရတော့မှာလေသူတို့အတွက်ဒါပဲမိခင်အရင်ဖခင်အရင်လောက်မင်းကိုချစ်တာဘယ်သူမှမရှိပါဘူးကဘာမှာမိခင်အရင်ဖခင်ရင်ဆိုတာမင်းလူမျိုးဟုတ်တယ်မင်းဒေတာဟုတ်တယ်မင်းမွေးဖွားခဲ့တဲ့ရွာဟုတ်တယ်မင်းမိသားစုဟုတ်တယ်နှွေးထွေးစာမင်းမိသားစုကကြိုးဆိုနေပါလေ KIA ကမင်းကိုအဲ့လောက်ထိချစ်ပါမလား KIA လူကြီးတွေကမချစ်ပါဘူးမင်းကိုအဲ့နဲ့ဒေခံခိုင်းမှာပါအခုလေမနေ့ကပြောတဲ့အတိုင်းပဲအများကြီးရှိနေတယ်ဒေခံခိုင်းတယ်တို့ကိုယ်တိုင်မထုတ်ပေါ်လာလို့ကိုရှေလေးထုတ်ပါလို့ထုတ်ပေါ်လာတော့မှအတုံးကိုရှေလေးကိုစေးနေပါလေဆိုမနေမှလေဆိုတော့ဒီနေ့ဗီဒီယိုကြတော့ KIA တုံးတော်ခံတိုင်းဒါ PDF KPF KPDF ဗမာတိုင်းဒါလေအကုန်လုံးစိန်းစားပါလို့စိန်းစားတာမဟုတ်ဘူးအချင်းတောင်နှောင်းနေပြီအမြန်လက်လာပါအမြန်ပြန်ပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့အားပေးရင်းနဲ့ဒီဗီဒီယိုကိုဒီမှာပဲဆုံးသက်လိုက်မယ် See you next video ပါအားလုံးနော်